တရချောင်းမြို့နယ်ရှိဝင်းဝစစ်တပ်စခန်းကြီးကိုတိုက်ခိုက်သိမ်းပိုက်ရရှိပြီးစစ်တပ်ဘက်မှ69ဦးသေဆုံးလက်နက်မျိုးစုံ40ကျော်သိမ်းဆည်းရရှိရန်ကုန်မဆနစ်တနင်္သာရီတိုင်းတရချောင်းမြို့နယ်ရှိဝင်းဝစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာအကြမ်းဖက်စစ်တပ်ဘက်မှ69ဦးသေဆုံးပြီးလက်နက်မျိုးစုံ40ကျော်သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်၏ထုတ်ပြန်ချက်နှင့်ဒေသဒေါ်လန်ကြီးစီ၏တရင်ကြီးမိ၏ပြောဆိုချက်များအရာသိရသည်မလ11ရက်နေ့ညနေ4နာရီခန့်တွင်တရချောင်းမြို့နှင့်ထားဝယ်မြိတ်အမှတ်ကြီးလမ်းမကြီးမင်းထက်ကြီးရွာအတွင်တွင်နှစ်ပေါင်း30ကျော်အခြေချတပ်ဆွဲထားသောဝင်းဝတပ်စခန်းကိုဒေါ်လန်ရဲတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်ထိုဝင်းဝစစ်စခန်းကိုဖေဖော်ဝါရီလ9ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီးမတ်လ17ရက်နေ့တွင်အပိသိမ်းပိုက်နိုင်ခဲ့ကြောင်းထိုတိုက်ပွဲများအတွင်စစ်ကူလာသောစစ်ကြောင်းများကိုပါတော်လန်ကြီးပူပေါင်းတပ်များကတိုက်ခိုက်နိုင်ခဲ့ပြီးစစ်တပ်ဘက်မှ69ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြပြီးလက်နက်မျိုးစုံ40ကျော်သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်ဝင်းဝါစခန်းကမနေ့ကသိမ်းပိုက်နိုင်ခဲ့လားစစ်ခွေးဘက်က60ခုကောင်းသေးပြီးအများအပြားဒဏ်ရာရတဲ့စစ်ကူစစ်ကြောင်းတွေလည်းထိဟိုက်သေးဆုံးကတော်တော်များတယ်လို့ဒေတာစီရေးတနင်္ဂနွေနေ့ကပြောဆိုသည်အဆိုပါစစ်တပ်စခန်းသိမ်းတိုက်ပွဲကိုကရင်လွတ်မြောက်ရေးတမတော်ဗျူဟာအမှတ်2ဦးဆောင်မှုခင် KNLA တပ်မဟာ4တရင်စနစ်တပ်မဟာ6တရင်29တပ်မဟာ4အထူးကွန်မန်ဒိုတပ်ဖွဲ့ဗျူဟာ34လက်အောက်ခံ T5 တရင်နဲ့တော်လန်ကြီးပူပေါင်းတပ်ဖွဲ့များကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အဲ့ဒီတပ်စခန်းကစစ်ခွေး100လောက်တပ်ဆွဲထားတာတည်ဆုံးတာကတော့စစ်ခွေး90ထက်မနည်းဘူးသေးတယ်တည်ဆုံးကအဲ့ဒီထက်ပိုများနိုင်တယ်လို့ KNLA စစ်ရေးတရင်ကြီးမြေကပြောဆိုသည်